မိမိရဲ့ပုံတွေပဲဖြစ်ဖြစ်ဒီလိုမျိုးပုံတွေပဲဖြစ်ဖြစ်ဒီလိုမဲ့ရဲ့ Rush AI မှာဘလို့လောက်ရတယ်ဆိုတော့အကြမ်းမြင့်ကျွန်တော်ပြောပြမယ်ကျွန်တော်တို့ H ဆိုတဲ့ software ရှိရပါမယ်အဲ့ထဲဝင်လိုက်တာနဲ့ကျွန်တော်ပုံတဲ့ပုံကိုအကြမ်းမြင့်ကျွန်တော်ထုတ်ပြပါမယ်ဒီမှာမန္တလေးညနေပုံထုတ်ပြပါပုံနဲ့တဲ့ပုံကြလာပါလိမ့်မယ်တကယ်လို့ကိုက H software ကိုမသုံးဘူးဆိုရင် Chrome ဆိုတဲ့ software တူရှိရပါမယ်ကျွန်တော်တို့ Chrome လေးဝင်ပေးလိုက်ပြီဆိုတာနဲ့ Chrome AI ရိုက်ရှာပေးလိုက်ပါပြီးရင် Chrome တင်ထဲဝင်ပေးလိုက်ပါဒီစင်းကိုရောက်လာပြီဆိုတာနဲ့ App Chrome Anything ဆိုတဲ့နေရာမှာကျွန်တော်တို့စာကြောင်းတစ်ခုခုရိုက်ပြီးတော့ပို့ပေးရပါမယ်ကျွန်တော်ကတော့ Hi လို့ပို့ပေးလိုက်ပါတယ်အဆင့်ကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ sign up ဝင်ပေးရမှာဖြစ်ပါတယ်အမှကျွန်တော်ကတော့ Google account နဲ့ဝင်လိုက်ပါတယ်မိမိမှာရှိတဲ့ Gmail account တစ်ခေါက်နဲ့ဝင်ပေးရမှာပဲဖြစ်ပါတယ်ဝင်ပေးပြီးရင်ခဏလောက်စောင့်လိုက်ပါဒီအဆင့်ကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့အမှပုံတက်ပုံလေးမိမိလောက်မဲ့တက်ပုံလေးတက်ပုံကိုရွေးချယ်လိုက်ပါဒီလိုနာဒီဖြစ်ကျွန်တော်ကဒီပုံကိုလောက်ပြပါမယ်ပုံတစ်ပုံရေးပြီးရင်ကျွန်တော်ရေးပြထားတဲ့စာကြောင်းလေးတွေရေးပေးလိုက်ပါရေးပြီးသွားတာနဲ့ပို့ပေးလိုက်ပါဓာတ်ပုံလေးနှစ်ပုံကြာလာပါလိမ့်မယ်အဲ့ဒါမှမိမိ channel တဲ့ပုံလေးကိုရွေးပြီး download ဆွဲလိုက်ပါကျွန်တော်တို့ပုံလေးတွေရလာပါလိမ့်မယ်အားလုံးအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်